OWIC ရှိပြီးသားမိတ်ဆွေတွေအတွက်မြန်မာနိုင်ငံကိုခွင့်နဲ့ပြန်လာခဲ့မယ်ဆိုလို့ရှိရင်ပြန်တက်ဖို့အတွက်ဘာတွေလှုပ်ဆောင်ရမလဲဆိုတာကိုဒီနေ့ရနာကရှင်းပြပေးသွားပါမယ်ဆိုတော့ဒီမောင်လေးကပေါ့နော်မောင်လေးထင်ပါတယ်ထွန်းထွန်းဝင်းဆိုတော့လေ OWIC ကတ်ရှိတယ်အလဲပြန်လာခြင်းနဲ့ပြန်တက်လို့ရလားဖြေပေးပါဆိုတော့ပြန်တက်လို့ရပါတယ်ဒါပေမဲ့လှုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်လေးတွေတော့နည်းနည်းရှိတယ်ပေါ့နော်ဆိုတော့ကိုကပြန်မလာခင်မှာပြည့်ပြည့်စုံစုံယူလာခဲ့ပေးရနာဘာတွေလို့လဲဆိုတာကိုဒီနားမှာပုံလေးနဲ့ထုတ်ပြပေးမယ်နော်အဲ့ဒီပုံလေးကိုဗီဒီယိုလေးကိုခဏရက်ပြီးကြရတော့အဲ့ဒီပုံလေးကိုကြည့်ပြီးတော့ပုံလေးထဲမှာပါတဲ့အချက်လက်တွေကိုတေချာလေးပြင်ဆင်လာခဲ့ပေးပေါ့နော်ဆိုတော့ပြန်ရောက်ပြီဆိုလို့ရှိရင်အဲ့ဒီလိုအပ်တဲ့အချက်လက်တွေအကုန်လုံးကို PDF file တစ်ခုလုပ်ရမယ်အဲ့ဒါကကိုမလုပ်တက်လဲအဆင်ပြေတယ်ဒီ Mate to Sign နဲ့ Computer Sign တွေမှာကိုကအချက်လက်တွေပေးပြီးတော့သူတို့ကို PDF file လေးလုပ်ခိုင်းလို့ရတယ်နော်အဲ့ဒါကို migrant.pasha@gmail.com ကိုပို့ရမယ်ကိုကပြန်မထွက်ခင်နှစ်ပတ်အလုံးမှာပို့ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့မမေ့ဖို့တော့လိုတယ်ပေါ့နော်ဥမာခွင့်2လလောက်ရတယ်ဆိုလို့ရှိရင်ပြန်ကန်ဒီ2လလောက်မှာဒီမေးကိုပို့ရမယ်ပေါ့နော်ကိုက2ပတ်လောက်ပဲရတယ်ဆိုတော့ရောက်ရှင်တစ်ခါတည်းပို့ထားလိုက်ဒါမှပဲအဆင်ပြေမှာသူတို့ဘက်ကပြန်စာရသည်ဖြစ်စေမရသည်ဖြစ်စေထွက်ခွာခွင့်ပြုပါတယ်ဆိုပြီးတော့စာရောက်သည်ဖြစ်စေမရောက်သည်ဖြစ်စေလေးစိတ်မှာဒီပို့ထားတဲ့ Gmail ကိုပြပြီးတော့ပြန်ထွက်လို့ရပါတယ်ဆိုတော့အဆင်ပြေတယ်ပေါ့နော်အဲ့ဒီတော့ခါရောက်တော့ OWIC ရှိပြီးသားခွင့်ပြန်နေကအသက်ကန့်သက်ချက်လည်းမရှိသေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြန်လာလို့အဆင်ပြေပါတယ်အခုအချိန်ထိပေါ့နော်ဒါပေမဲ့ပြန်မလာခင်မြန်မာနိုင်ငံရဲ့အခြေအနေရက်ကိုအမြဲတမ်းနားဆွင့်ထားပါဒီနေ့တစ်မျိုးမနက်ဖြန်တစ်မျိုးတပတ်ခါတစ်မျိုးပါဆိုတော့အကုန်လုံးအဆင်ပြေကြပါစေရှင် OWIC နဲ့ပတ်သက်ပြီးတော့သိချင်တာတွေရှိလို့ရှင်လဲရနာရဲ့ comment အောက်မှာမေးခဲ့ပေးလို့ရပါတယ်ကျေးဇူးတင်ပါတယ်